မိဘမြောင်ခမောက်တယ်ရန်ကုန်မှာတသိန်းခွဲပေးရတယ်ဝတ်စုံကိုဒီမှာ9000နဲ့4000ခွဲ9000နဲ့ရလာပါတယ်ဝတ်တဲ့ချင်းအဲ့ဒါကောင်းငင်းတုံကြီး Hello ပူတင် vlog ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ဒီနေ့တော့ပူတင်တို့တောင်ကြီးမြို့ကိုရောက်တော့တောင်ကြီးဈေးတွေကိုတော့ကြည့်မှာဖြစ်ပါတယ်ဒါကတော့အပြင် view လေးပါရမ်းလာဒီနေ့ပူတင်တို့ဈေးသွားမယ်ပေါ့နော်ရမ်းရိုးဝတ်စုံဝယ်ခြင်းတော့ပေါ့နော်အဲဈေးသွားမယ်ပြီးတော့တခြားနေရာလေးတွေလည်းသွားမှာမလို့ဒီနေ့ပူတင်တို့ဆက်လက်ပြီးတော့လိုက်ခဲ့ပေးကြအောင်နော်ဒါကတော့ outfit ချက်ပါအနောက်ကိုတော့မကြည့်နဲ့အနောက်မှာဝက်တိုက်လို့ပဲပူတင်တို့တယောက်မနဲ့မိုးလေးနာနဲ့စပြီးတလို့ရီစလောက်တာပဲဒီမှာမနဲ့စားဖို့သွားတဲ့အချိန်မှာရေကြိုးပန်းစီးတဲ့ဖက်နဲ့ကြီးစီးတာပါတယ်ဒါကတော့သူတို့တောင်ကြီးမှာရှိတဲ့ ocean လို့ပြောတယ်သူကဘာနဲ့တူလဲဆိုမြန်မာနိုင်ငံအပေါင်းမြန်မာနိုင်ငံရန်ကုန်မြို့မှာရှိတဲ့ဒီ Junction Square ကို Junction C ကိုအဲ့လိုမျိုးနေရာနဲ့သွားစိန်နေပေါ့နော်အဲ့တော့တောင်ကြီးရောက်ရင်အဲ့လိုမျိုးကြီးမသွားပါနဲ့အဲ့ဒါနဲ့ပဲဟာအဲ့လိုနေရာရန်ကုန်မှာသွားဖို့ပဲဆိုပြီးတော့ပြန်ထွက်ပြီးတော့လေချက်ချင်းမြို့မှာဈေးတွေကိုသွားမလို့အမှမြို့မှာဈေးကိုဥတီနေပါတယ်အဲ့ထဲမှာကဟိုဟာလေးတွေရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရန်ကုန်မှာတွေ့ရတဲ့အကောင်ပေါ့နော်ဒါဘယ်လိုရောင်းလဲအကောင်လဲတော့မသိဘူးဒီမှာနိုကဲတို့ပါညာတို့ဒါပဲချောင်းတစ်ခွက်တစ်တောင်းနေတာဒီတော့ပစားရဲဘယ်သူတွေစားရဲလဲပြောခဲ့ကြအောင်ဒီဟာဆိုလို့ရှိရင်တော့မြို့မှာစီအရှိဘက်ပေါ့နော်ဒီမှာထဲဆိုင်တွေလည်းရှိတယ်ခုဆိုတော့ဒီတော့အပေါ်တက်ကိုသွားနေပါကျောင်းစိမ်းကဆိုရှမ်းယူရဝစုံမျိုးတွေရမ်းလာဒီမှာပူတင်းလို့ထားတယ်ခက်ခက်ခုဆိုတော့ပူတင်းတို့ဝယ်မဲ့ဟာလေးတွေ့ပြီဒီမှာရှမ်းအင်ကြီးလေးအများကြီးရှိရတက်တာတယ်ဗောသူဟာဒီပေါ်ရှမ်းပြည်ဆိုရှမ်းအင်ကြီးတက်တာလေးနော်ဒီမှာဆိုလို့ရှိရင် shake လေးတွေနဲ့ကွာဒီမှာထမိန်လေးတွေလည်းတော်လေးစားတယ်ဒါကမျိုးမကြီးရပါတော့ပထမတက်မှာရှိတယ်ပူတင်းတို့ဒီမှာ site တွေလည်းရအောင်ရတယ်ပေါ့နော်ဒီမှာပူလေးဆိုရင်တော့တေချာဘောက်စဘော site နော်ဒီမှာnet ပြားလေးတွေရောဟိုအရာအစုံပဲရောငွေရမင်းလည်းရှိရသူကဒီမှာငွေချီထိုးလေးတွေနဲ့ကွာဒီမှာ3000ပဲရှိရောတစ်ထည့်ရန်ကုန်မှာဆိုရင်ကွာရန်ကုန်မှာဆိုလို့ရှိရင်ပူတင်းတို့ online ကနေမှာမယ်ဆိုလို့ရှိရင်ဒီ WhatsApp ကြီးလို့တိန်းကျော်တိန်းခွဲတော့အဲ့လိုမျိုးပူတင်းတွေ့တာပေါ့နော်တိန်းခွဲလောက်ရှိတယ်ဒီမှာဆိုလို့ရှိရင် site စုံတယ်အဲ့ဒါတောင်းကနန်းလည်းရှိတယ်တော်လေးတန်ဒါကတော့ပူတင်ဝင်လိုက်တဲ့ရှမ်းဝတ်စုံလေးပေါ့နော်ဒါကစမောဆိုင်ပူတင်နဲ့လုံးဝကွက်တီပဲသူလည်းစိတ်ရှိရှိနဲ့ဝတ်ပေးရှာပါတယ်ဒီခါဆိုလို့ရှိရင်ရန်ကုန်မှာနေဝတ်စုံအပေါ်အောက်ဝမ်းဆက်ကိုတသိန်းခွဲရှိတယ်ဒီမှာ9000နဲ့ရလာတယ်ပေါ့နော်အိမ်ကြီးကဆိုလို့ရှိရင်3000ထမင်းက2000ပေါ့နော်အားလုံးပေါင်း9000ပေါ့နော်တသိန်းခွဲတောင်9000နဲ့ရလာပါတယ်ဟိုမှာခပတ်ပတ်ထားပြီးသားပါလာတော့မှပဲသူ့စီကခပတ်ကိုယူပြီးတော့ပတ်ကြည့်ပေးတာအဲ့လိုမျိုးနောက်ကျတော့16000ဆိုတော့ဟာဈေးနည်းနည်းများတယ်ဆိုမယူတော့ဒါလေးဆိုရှင်တိုးလေးဒါဘယ်လောက်လဲမဒါလေးက12000ဒီမှာဟိုစတိုးလေးတွေလည်းရှိတယ်တိုင်မာကလေဒီလိုစတိုးလေးတွေရောခပ်ပတ်လေးတွေရောဒါလည်းစတိုးပဲဘောဟာရင်တိုးပေါ့နော်ပစ္စည်းလေးတွေတော်တော်လေးလို့စုံတယ်ဒါကပလောင်အင်ကြီးလို့ခေါ်လားဘာလို့ခေါ်လဲမသိဘူးဒါပေမဲ့သူ့စီမာကအင်ကြီးကတော်တော်လေးစုံတယ်ဆိုင်ရတယ်3ဆိုင်ရောက်မှာတောင်ကြီးမှာလေအနူကြီးတယ်လေးတော်တော်လှတယ်ရန်ကုန်မှာတော့အသုံးမဝင်ဘူးအဲ့ဒါနဲ့မွေခဲ့ရအောင်ပေါ့နော်ခုဆိုရင်တော့ဒီမှာချက်ချင်းအချုပ်ဆိုင်ပါလာပြီးတော့ကျင်းနေပါတယ်ကျင်းပြီးတော့လက်နဲ့ချက်ချင်းဝင်ပါဒီတော့အခုဆိုရင်တောင်ကြီးပဲလို့လိုက်လျှော်ရမှာဖြစ်ပါတယ်လိုက်လျှော်ရအောင်ဖြစ်တယ်လိုက်ရှာနေတာဖြစ်ပါတယ်ထောပတ်ဒီမှာထောပတ်ဒီတော်တော်ပေါ်တယ်ဒီလားရန်လက်ဆက်ဒါကတော့ခေါပုတ်စားတာ9000နော်ဒီချက်ချင်း9000ဒါကြီးအကြီးပဲဒါကြီးပဲဒါရေတောင်းကွာဒီတော့ရေတောင်းခေါပုတ်စားအကြာကြီးတော့မခံဘူးဟိုတက်ရှမ်းစာစားချင်ပြင်မဲ့လဲချိန်မရတော့မှလောနဲ့မစားကြရပါဘူးငတ်သွားပါတယ်ရှမ်းပြည်ရအောင်တော့ရှမ်းစားဖို့စားတယ်လေဒါကတော့လိန်မော်ဒီပါလိန်မော်ဒီ10လုံးမှ6000ပဲအခုဆိုတော့ကျမရဲ့ fashion design ကဒီလိုမျိုး fashion design ကဒီလိုမျိုးဖြစ်သွားပါပြီအကိုးခံရမှာဆိုပြီးနိုင်ခံရမှာဆိုလို့နောက်ဆုံးဇိုင်းပြောင်းသွားပါတယ်ဆိုရင်တော့အပြင်ဘက်တန်းမှာနေကြစီတွေကွာစီတွေဘာညာကွာစီဟုတ်လို့ဝယ်ပါမယ်တောင်ကြီးပဲတော့နေကြစီက12000ပဲဒါကဘယ်လောက်လဲတဘူး1000လေဒီမှာခေါ်ဖို့မဟုတ်ပါဘူးရှမ်းပဲပုတ်ဒီဘက်ကကျတော့ခမောက်ပါဟုတ်ပါဘူးခမောက်တယ်ဟုတ်တယ်ရတယ်မီးဘုံမြန်ခမောက်တယ်ကျမပြောက်ဦးပါအခုဆိုတော့ကျမရဲ့ပုံကဒီလိုမျိုးဖြစ်နေပါပြီခ
တော်လေးစုပ်ပြတ်နေပြီနေ့လည်းမရောက်သေးဘူးခုနကပူတင်းဒီဈေးရုံထွက်တဲ့လမ်းတစ်လျှောက်မှာကွာဟိုဟာတွေ့တယ်ရှမ်းရိုးရာဝတ်စုံတွေအဲ့လိုခုနပူတင်းဝယ်လိုမျိုးဝတ်စုံတွေတွေ့တယ်ကွာသိလားဒါလမ်းဘေးအဲ့လှေကားလေးမှာကပ်ပြီးရောင်းတယ်အဲ့ဒါနဲ့ပူတင်းကအော်ဒီလမ်းဘေးလေးဆိုတော့ဈေးတက်တာမယ်ပေါ့ဈေးပိုတက်တာမယ်ဆိုပြီးထင်တော့မေးကြည့်တာ4000ကျွဲတင်းဝယ်လိုမျိုးမဟုတ်ပါပူတင်းဝယ်ရတဲ့အသားနည်းနည်းပါတယ်ကွာသိလားဒီမှာကလေအဲ့ရှမ်းရိုးရာအဲ့ဝတ်စုံကလေဂျုံထဲမှာပဲဝယ်အဲ့လမ်းဘေးဆိုတာကဆိုင်သေးသေးလေးတွေမှာပဲဟိုအကုန်လုံးဈေးကတော့အကုန်လုံးအတူတူပဲပေါ့နော်အဲ့ဈေးဝန်းကျင်အကုန်မှာ3သိန်းခွဲပေးရတယ်ဝတ်စုံကိုဒီမှာ9000နဲ့4000ခွဲ9000နဲ့ရလာပါတယ်ဒါဟိုဟာလေးပေးစိမ့်ကုန်ဟိုဟာစီဒီဟာထက်ဆိုင်ရင်ဒီဟာလေးတော်တော်စားလို့ကောင်းဟုတ်ပါဒီအမီးလည်းတွေ့ရဟုတ်ပါဒီကိုကြည့်အောင်ဟုတ်ပါဒီတစ်လုံးကပူတင်းမျက်နှာလောက်ရှိတယ်ဒီအကြီးတစ်လုံးမှာ2500ပဲစပီဒီဒါကစိမ့်စားကစုံဥပေါ့နော်ဒီဟာဒီရှမ်းပြည်မှာပဲရှိရအစိမ့်စားရတာဒီဟာလေးတွေဒီမှာသူကရာသီပေါ်ထက်တယ်ကောင်းတယ်ဒီဟာလေးဆိုချိုပြီးတော့ကျွတ်နဲ့အရင်ဆက်လို့ကောင်းနောက်ဆုံးတော့ရှမ်းစားတာစားရခဲ့ပြီဒါကငါထမင်းနဲ့ဒါကဟင်းတုံပြတ်ပေါ်သွားပြီဒါဝတ်တဲ့ချင်းဘယ်ကဝတ်တဲ့ချင်းအဲ့ဒါကောင်းငင်းတုံကြီးသူကဝတ်တဲ့ချင်းကတပြိုးကြီးပဲဒီမှာဒါပြပြီဒါဟင်းတုံစားရတော့မယ်ဘာဖြစ်သွားဘာလို့မဟိုမှာဒီရဝဲရမယ်နော်ကင်းတော့အဆောင်ပါလားဒီမှာနေရွက်နဲ့အုတ်ထုပ်လေးတွေအများကြီးပဲဒီမှာဒါ38,500တဲ့သူကအရှည်လက်အိတ်လည်းပါလာ3000ပဲဒီအုတ်ထုပ်နေရွက်လေးတွေကလေအုတ်ထုပ်နေရွက်တဲ့နေရွက်ပါတဲ့အုတ်ထုပ်လေးတွေကလေသူက3000ကျော်ကြီးပဲ3000 2000 3000ငွေ3000 6000 3000 8000နဲ့အဲ့လိုမျိုးအစားစားပဲပေါ့နော်ဒါပေမဲ့ online မှာလည်းရောင်းနေကြတာအဲ့လောက်ကြီးပဲဒါပုံမှန်ပဲပေါ့နော်ဒါလေးယူခဲ့ပါလေဆိုရင်တော့ဒါကပြောင်းအိုးရောင်းတဲ့နေရာဖြစ်ပါတယ်ဒါကတော့စီမီကွက်တွေပြောင်းအိုးဒါလေးကတော့မိဘုံပြန်လွတ်တဲ့ကွင်းမှာပူတင်းတို့သွားတာကနေ့လေခင်းဆိုရင်ညနေတော့ရောက်နေပြီညဘက်မှာသူတို့စလွတ်မှာပေါ့နော်ညဆိုရင်လူကတိုးမပေါက်တော့အခုကမနေ့ပိုင်းသွားလို့လူရှင်းတာပေါ့နော်ဒါပေမဲ့ကားတွေကတော်တော်ကိုတန်းစီရတယ်လမ်းလျှောက်သွားပါတယ်အဲ့ကွင်းလေးကိုပေါ့နော်ဒါကတော့ပွဲစည်းပေါ့နော်သူကအဲ့ကွင်းရဲ့ဘေးပတ်လည်မှာပွဲစည်းရှိရယ်ကွာပင်လေဓမြတော့ပါတော့အကုန်ရှိတယ်ဒါပေမဲ့ဘယ်လိုလမ်းလျှောက်ပေါ့နော်အဲ့လိုမျိုးပေါ့အခုဆိုရင်တော့အခြေအနေကဒီလိုဖြစ်သွားဒါကတော့ခုနပူတင်ပြောတဲ့ပင်လေဓမြပေါ့နော်အမှတကူးမှလည်းမစီလာဘူးတကူးမှလည်းဝင်မစားလာဘူးပေါ့နော်တော်တော်လေးလေးကြီးတယ်ပင်လေဓမြကထွက်တော့မထွက်သေးဘူးပတ်လည်မှာလည်းဒီလိုဟိုဘက်ဒီဘက်မှာဈေးတန်းတွေအများကြီးရှိတယ်ညဘက်ဆိုရင်တော့မြင်တဲ့အတိုင်းပဲအချင်းရည်နဲ့အပတ်ခံရမယ်နော်ပူတင်တို့တယောက်ညဘက်သွားရင်အဲ့ဗီဒီယိုထဲမှာပါလာမလားမသိဘူးဒါကတော့လေဒေတာတော့အကောင်ငင်းကြည့်တော့သူကတိတ်တိတ်လေးတွေကပူစားလို့ကောင်းတယ်ထင်းင်းနဲ့လုပ်တဲ့ဟာပူကောင်းတယ်သိလားဒါကတော့မြေပဲပြုတ်အခုဆိုရင်တော့ပူတင်တို့ဒီမှာချင်းစော်ကားတီရှမ်းပြည်မှာပဲရှိရချင်းစော်ကားတီပေါ့နော်ချင်းစော်ကားတီထောင်းဝယ်နေပါတယ်တပွဲ3000နဲ့ပူတင်းလိုမျိုးလေးအချင်းမောင်းကြိုက်တဲ့လူဆိုလို့ရှိရင်ဒီကိုရောက်ချင်းစော်ကားတိတုတ်ကိုစားကြည့်တယ်နဲ့အရန်ကောင်းတယ်ကျမကတော့အချင်းမောင်းစားနေတယ်ဟိုကတော့မရပါဘူးအလဲကြီးတွေပါတွေထားပြီးမျက်နှာတွေပါတွေရတာပြောပါတယ်ဒါကတော့သူမထောင်းခင်အဲ့လိုမျိုးဆက်နေရပါတော့ဟိုနည်းနည်းဒီနည်းနည်းဘာတွေထည့်လိုက်မှန်းတော့မသိဘူးအကုန်လုံးထည့်ပြီးတော့ထောင်းပါတယ်ငပိတော့ပါတယ်အဲ့ဒါတော့သိတယ်ဘာတွေထည့်လိုက်မှန်းတော့မသိတာစားလို့တော့တော်တော်ကောင်းတယ်သိလားရောက်လို့ရှိရင်ဒီချင်းစော်ကားတိထောင်းကတော့စားကြည့်တယ်ကဲဒီနေ့တော့ပူတင်းရဲ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲပူတင်းရဲ့ vlog လေးကအကျိုးရှိရဆိုရင် like share subscribe follow လုပ်တော့ပို့လည်းမမေ့ကြနဲ့ဟုတ်လားပူတင်းရဲ့ video လေးတွေကိုလည်း YouTube channel မှာလည်းစောင့်ပြီးတော့ကြည့်ရှုလို့ရတယ်နော်အားလုံးပဲနောက် vlog မှာပြန်တွေ့ကြပါမယ်အားလုံးပဲတတာ